ဟဲ့ဘာကြောင်ကြည့်မင်းရောက်ပါစစ်စေးကွာမဟဲ့မင်းငါရှိပေးမရနဲ့လေ ဟာငါမင်းရှိမှရက်နေတာမဟုတ်ဘူးမင်းကမင်းရှင်းလျှောက်လိုက်နောက်ရောက်လိုက်ဖြစ်ပြီးငါစီတဲ့လည်းပြန်ဝင်လာတာငါလှုပ်တော့မလှုပ်ရသေးဘူး အဲ့ဆိုမင်းအဲဒီမှာပဲရက်နေတော့မလုပ်နဲ့ငါရှိရောက်မလာသေးနဲ့ကြားလား မဟေ့ကောငါရှိမပိတ်မနေပါနဲ့လို့ဘယ်နဲ့ကပြောရမလဲ ဟာကောင်ရမင်းကမင်းမူပြီးငါပတ်နေတာနော်ငါဘဲမှမလှုပ်ရသေးဘူးသွားလည်းမသွားဘူးဒီမှာပဲရက်နေတာ မင်းဘာဟုတ်လား ဟုတ်ဒီဆိုင်လူရောက်နေလို့မင်းကိုလာခေါ်တာ အေးရောက်ဘယ်မှာလဲကွာ ဟာဒီဘက်မှာဒီမှာဟောဟောဒီဘက်မှာဟောဒီမှာအဲ့မှာ ဒီကောင်မတွေးပါဘူးဘာမှမဖြစ်ဘူးတော်တော်မြင်ဆိုင်ရင်မြင်ငေါ့အထင်သေးသွားတယ်ဘာမှမဖြစ်ဘူး နေမှာတော့ ဟေး နေငါတို့ကမြင်သေးတာနေမမူးဆို မြင်ပါတယ်နင်းဒီမှာမလားဟမ်မြင်ပါတယ် ငါဒီမှာနေရဲ့နောက်တဲ့ထဲမှာအမလေးလေးဇောက်ထိုးရမြန်မြင်ကုန်ပြီလားမသိဘူး အာမြင်ကစောဘူးလို့မကြည့်ဘူးကွာ မင်းတော့ ကြည့်ပြီမ မြင်ဆိုင်ရေကျွန်တော်တောင်းမှန်ပါလေဗျာကျွန်တော်တောင်းမှန်ပါ မြင်ဆိုင်ရဒီမှာ ကိုစောကြည့်ပြီ I love you ဟေး ဟာတကယ်မူးနေပြီလား တိတ်မသိတာပါဘူးတကယ်ချင်း ကိုစောကြည့်ပြီရှင်ဘာဖြစ်လို့အရောက်အလောင်မတောက်ရတာလဲမမကပြောတော့ရှင်တခါမှအရက်မတောက်ဘူးတဲ့သူကမအံ့ဩနေတာ Sorry ပါပဲမြင်ဆိုင်ရေကျွန်တော်စိတ်တွေစောဒီရမရဖြစ်လို့ကျွန်တော်တောင်းမိတာမြင်ဆိုင်ရေရှိမှကျွန်တော်တိတ်ခါကြခဲ့ပြီးတော့ကျွန်တော်မြင်ဆိုင်ရလည်းအရှက်ကွဲတိတ်ခါကြခဲ့အဲ့ဒါကိုကျွန်တော်စိတ်ညစ်တယ်ကျွန်တော်ကိုကျွန်တော်ခွေးမလို့နိုင်အောင်ဖြစ်လို့ကျွန်တော်အရေးတောင်းမိတာကျွန်တော်မူးတယ်ဗျာ တေးလိုက်ပါလားတေးလိုက်ပေါ့ဒီလောက်ကလေးနဲ့မှတစ်ခါဝတ်မတောက်ဘူးတဲ့အရက်ကိုတောက်ရတယ်လို့ငါတို့မှနင်းနေမကောင်းထင်စိတ်ပူပြီးတော့လာခဲ့သိလား ကျေးဇူးအများကြီးတင်ပါတယ်ဗျာကျေးဇူးကပါပါ ကျေးဇူးတင်ရင်ငါ့ကိုတင်မနေနဲ့ငါနင်းပါပြည့်ဂယူးဆိုင်မှာမဟုတ်ဘူးနင်းသေးသွားရင်လည်းမိုးငါစားရမယ်ဆိုပြီးတော့ငါပြောနေမှာနော်ဟောဒီကမတ်ရွှေချောတာနင်းကိုစိတ်ပူပြီးတော့သွားကျင်တယ်ဆိုလို့ငါလိုက်ဖို့ပေးတာကျေးဇူးတင်ရင်သူ့ကိုပဲတဲ့ မမကလည်းမစင်ရရိုးရိုးပါကိုမိတ်ဆွေလိုသဘောထားပြီးစိတ်ပူတာ ဒီကစလန်ပြပြောနေလို့လေကိုကမလုံးမလဲဖြစ်နေပြီရော ကဲတော်ပြီတော့ထမပြောနေတော့ မင်းဆိုင်ကျေးဇူးတင်ပါတယ်ဗျာ ရှင် ကျွန်တော်စိတ်မဆိုးပဲနဲ့စိတ်ပူပန်ပေးတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါ ရပါတယ်ဟိုစိတ်ဆိုးစရာကိစ္စမှမဟုတ်တာပဲ ကဲဒီလိုပဲလမ်းမိုင်မှာရက်ပြီးစကားပြောနေကြတော့မလား ဟုတ်တယ်ဒီနားမှာဆိုင်ရှိတယ်အဲ့ဆိုင်သွားမယ် ဘာဆိုင်လဲတော့ဟဲ့ အရက်ဆိုင် ဟာဟဲ့ကောင်မင်းကလေးကိုရက်ဆိုင်ခေါ်စရာလားဟာမင်းကလေနေမနဲ့လိုက်ကိုအလိမ်မာတော့မယ်ဟုတ်မင်းဆိုင်ဒီလိုလုပ်ပါလားဒီနောက်မှာဘာဆိုင်မှမရှိဘူးလေအဆောင်ပဲသွားကြ ဟာအဆောင်မမလေးကျွန်တော်ထွက်လာခဲ့တဲ့ဥစ္စာယူဟာခင်မြင်ဆိုင်နေသူ့ကိုတွေးချင်လိုက်ရဲ့ဆိုတွေးရင်ဘာပြောမှလဲပြောစားမရှိနဲ့ပြန်မယ်ဟာဒီအားသူကတော်တော်နဲ့တိမ်မှာမဟုတ်ဘူးနေတိတ်ပြီးစိုးရိမ်နေနဲ့ အေးလေအဲ့ဆိုရင်လည်းပြန်ကြတာပေါ့ ဟမ်ပြန်တော့မလားမြင်ဆိုင်ရေ ပြန်တော့မှာဗောနေတလောက်မူးနေတဲ့ကိစ္စယူငါတို့ပြန်မဖြစ်မလားမြင်ဆိုင်ပြန်တော့မလား ဟောမြင်ဆိုင် ကဲနော်ငါလည်းတာဝန်ကျေပြီမင်းသမိုင်းနဲ့မင်းပဲသွားပြီ ဟောဟဲ့တကယ်ကြီးမြင်ဆိုင်ရေ ကိုစောကြည့်ပြီ အာမြင်ဆိုင် နောက်အရက်မတောက်နဲ့နော် ဟာမတော့တော့လုံးဝမတော့တော့ ပြီးတော့လေမနေ့ပြန်ကြလို့ရှင်ကိုစောကြည့်ပြီနဲ့ကျမနဲ့နှစ်ယောက်တည်းအေးစစ်စကားပြောကြမယ်နော် မနေ့ကနှစ်ယောက်တည်းအေးစစ်သားတယ်ဟာဝမ်းသာရတာမြင်ဆိုင်ရေဝမ်းသာရတာမနေ့ကကျွန်တော်ဆက်စောင့်နေပါနော်ဒီတကတော့လုံးဝမပြည့်စရာတော့ဘူးကျွန်တော်အာမခံတယ်ကျွန်တော်ဂရိပေးတယ်ပြောမြင်ဆိုင်မနေ့ကကျွန်တော်ဆက်လာမယ်ကျွန်တော်အာမခံတယ်ကျွန်တော်ဂရိပေးတယ်မြင်ဆိုင်ကျွန်တော်အာမဘယ်ရောက်ပါမြင်ဆိုင်အာမြင်ကျွန်တော်အာမခံတယ်ကျွန်တော်ဂရိပေးတယ်ကျွန်တော်ဂရိပေးတယ်ဟာမြင်ဆိုင်ဘယ်လိုဖြစ်တာမြက်ပိုင်နဲ့နှခမ်းမလေးပေါက်လာမြက်စော်ပြန်ကမူးနေပြီလားမသိ